သီလမရှိတဲ့လူရဲ့ရှိမှသီလအကြောင်းတွားပြောရင်နာခါတယ်အဲ့ဒါဒုက္ကထမကောင်းတဲ့စကားကိုဖြစ်သွားတာသူလည်းပဲအကုသိုလ်များတယ်ကိုလည်းပဲဟာဒီကောင်အလကားကောင်းပဲဆိုပြီးတော့စကားကောင်းပြောရင်လည်းအကုသိုလ်ဖြစ်တယ်ယုံကြည်မှုတရားတရားမရှိတဲ့လူရှိမှတရားတရားအကြောင်းပြောရင်နာခါတယ်ဟုတ်လားဘာမပြောနဲ့ဟုတ်လားနောက်ဘ ഹു တုဒ္ဒတွေနေတဲ့ပုဂ္ဂိုလ်ရှိမှဘ ഹു တုဒ္ဒအကြောင်းသွားမပြောနဲ့နော်တတ္တာသီလတုဒ္ဒစာခနှမျိုးတဲ့လူရဲ့ရှိမှဒီကံကြီးအကြောင်းသွားမပြောနဲ့နောက်ပညာနေတဲ့လူရှိမှပညာအကြောင်းသွားမပြောနဲ့မြတ်စွာဘုရားကိုယ်တိုင်ပြောထားတာနော်တက္ကကြီးများဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခံနိုင်ရည်မရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ်။ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့မြင်တာကိုမြင်တဲ့အတိုင်းအခါခတ်သိမ်းပြောလို့မဖြစ်ပါဘူး။